ကွန်ပျူတာမှာအရေးကြီးဆုံးလဲဖြစ်တယ်လို့တကယ်ကိုအသုံးဝင်တဲ့ System with Software လုပ်တဲ့နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ System with Software ဆိုတာကဘာလဲဆိုရင်တော့အလွယ်ကူဆုံးပြောရမယ်ဆိုရင်လက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ကွန်ပျူတာကဘာ error မှမရှိပဲအကောင့်တိုင်းရှိနေတဲ့အနေအထားမှာ with Software လုပ်ပြီးတော့မကောင်းတော့တဲ့အနေအထားမှာပြန်ပြီးတော့ with Software လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကွန်ပျူတာကမူလပုံစံအတိုင်းအကောင့်တိုင်းပြန်လည်ရရှိသွားမှာဖြစ်ပါတယ်။ Wizard point လောက်တဲ့နေလေးကိုကြည့်လိုက်အောင်ပင်မအောင်ဆုံးကျွန်တော်တို့ဆက်မှာရှိတဲ့ဒီအောက်ကဆက်ပါးလေးကိုတစ်ချက်နှိပ်လိုက်ပါဒီအောက်ကဆက်ပါးလေးမှာပဲ create wizard point လို့ရိုက်လိုက်ပါဒီပေါ်ဆုံးမှာတွေ့ပါလိမ့်မယ် create wizard point ဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာဆိုရင်ကျွန်တော်ဆက်မှာတက်တာတဲ့ hat trick တွေ2ခု3ခုရှိလဲဆိုရင်တော့အောက်မှာ select ပေးလိုက်ဆိုရင်အပေါ်ဆုံးမှာရှိတဲ့ locative ကိုပဲရွေးပေးရမှာဖြစ်ပါလေ locative ကိုရွေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ system wizard point လုပ်ဖို့အတွက်သူ့ကိုနေရာလွတ်တစ်ခုပေးရမှာဖြစ်ပါတယ်နေရာပေးဖို့အတွက်ဒါလေးကိုနှိပ်လိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့နေရာဘလောက်ပေးခြင်းလဲပေါ့နော်ကိုပေးခြင်းတဲ့ပမာဏကိုပေးလိုက်ပါကျွန်တော်က 5% လောက်ပေးလိုက်မှာပေါ့နော် 5% ဆိုရင် 17GB လောက်ဖြစ်သွားမှာပေါ့နော် Okay ကျွန်တော်က 17GB လောက်သူ့နေရာပေးလိုက်တယ်ပြီးရင်တော့ apply ကိုနှိပ်ပေးလိုက်ပါနောက်တစ်ခါ Okay ပြန်နှိပ်လိုက်ပါဒါဆိုရင်တော့ရသွားပြီပေါ့နော်နောက်တစ်ခါသူ့ကိုကျွန်တော်တို့နာမည်တစ်ခုပေးဖို့အတွက် create ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီနာမည်ပေးတဲ့နေရာမှာကိုကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ကျွန်တော်ကနာမည်တစ်ခုပဲရေးလိုက်ပါမယ်နာမည်ရေးဖို့ဆိုရင်ဒီ create ကိုနှိပ်ပြီးလိုက်ပါဒါဆိုရင်တော့စပြီးတော့ wizard point လုပ်နေပါပြီခဏလေးစောင့်လိုက်ပါဒီမှာဆိုရင်တော့successfully ဖြစ်သွားပြီဆိုရင်တော့ wizard လောက်တာပြီးသွားပြီပေါ့နော်ပြီးရင်တော့ကျွန်တော် system wizard point ဘယ်လိုပြန်ခေါ်မလဲဆိုတာလေးကိုချက်ပြပေးမယ်ဒါလေးကိုခဏပိတ်လိုက်ပါမယ်ဒီအောက်ကဆက်ပါလေးကိုချက်နှိပ်လိုက်ပါဒီဆက်ပါလေးမှာ create wizard point လို့ရိုက်လိုက်ပါပြီးရင်တော့ဒါလေးကိုချက်နှိပ်လိုက်ပါဒီအပေါ်မှာ system wizard point ဆိုတာလေးတွေ့ပါလိမ့်မယ် system wizard စာလေးကိုနှိပ်လိုက်ပါ next ကိုနှိပ်လိုက်ပါဒီမှာဆိုရင်တော့ကျွန်တော်ခုန wizard point လုပ်ခဲ့တဲ့ yes ဆွဲရဲ့နာမည်လေးတွေ့ပါလိမ့်မယ်ခုနကျွန်တော်နာမည်ပေးခဲ့တဲ့နာမည်လေးပေါ့နော်ဖြစ်ရင်ကျွန်တော်ဒီမှာကျွန်တော်လုပ်ခဲ့တဲ့ yes ဆွဲအချိန်နာရီပေါ့နော်ဒါလေးတွေ့ပါလိမ့်မယ်ဒါကိုကျွန်တော်တို့ system wizard ပြခေါ်မယ်ဆိုရင်တော့ဒါလေးကို select ပေးဒီအောက်မှာကို system wizard point 2ခု3ခုရှိတယ်ဆိုရင်လည်းပေါ့နော်ဒါကတော့ကိုမဖြတ်ထားလို့ပေါ့နော်အခုကျွန်တော် wizard point လောက်တာတစ်ခုပဲရှိလို့ပေါ့နော်တချို့သူတွေဆိုရင်2ခု3ခုလောက်ရှိနေပါပေါ့နော်အပေါ်ဆုံးဟာကိုရွေးပေးလိုက်ပါကျွန်တော်ကတစ်ခုပဲရွေးလောက်တာလို့ပေါ့နော် Okay ဒီမှာကျွန်တော် select ပေးမယ် select ပေးပြီးတော့ next ကိုနှိပ်လိုက်ပါ next ကိုနှိပ်ပြီးတော့ finish ကိုနှိပ်လိုက်မယ်ဆိုရင်တော့ကွန်ပျူတာက reset ကြပြီးတော့ပြတ်ပွင့်လာရင်တော့ကိုယ့်ရဲ့ကွန်ပျူတာကမူလပုံစံတိုင်းအကောင့်တိုင်းပြန်ရရှိသွားမှာဖြစ်ပါတယ် Okay လောက်ဆိုရင်တော့မိတ်ဆွေတို့အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ